ဒီနေ့တော့ကွစ်တီကိုအမှုတ်ထုတ်လေးသုံးပြီးတော့ကြက်ပွန်ကွစ်တီကိုလေးလှုပ်စားဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကြက်ပွန်နှစ်ချောင်းကိုငရုတ်ကောင်းရဲ့ကြက်သွန်ဖြူရဲ့ထည့်ပြီးတော့ပြုတ်ထောက်ပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ကွစ်တီကိုအမှုနှစ်ဆုံးစာကိုထည့်ပြီးတော့မိနစ်40လောက်ပြုတ်ထောက်ပေးလိုက်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ကွစ်တီယိုထဲမှာထမ်းမဲ့ဥစ္စာတွေလှီထောက်ပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ခုနပြုတ်ထားတဲ့အိုးတွေကိုဝက်သားနဲ့ကြက်သွေးရဲ့မုံလောင်ဥဖြူရဲ့ထည့်ပြီးတော့ဆက်ပြီးတော့တက်ထားပေးလိုက်ပါတယ်ခင်ဗျာကွစ်တီယိုအမှုတ်ထုတ်ထဲမှာကအရသာအကုန်လုံးပါပြီးသားဆိုတော့ဘာမှထပ်ထည့်စရာမလိုတော့ပါဘူးခင်ဗျာဟင်းအိုလီရောက်ပြီဆိုတော့ကိုစားခြင်းနဲ့သီးရွက်နဲ့အသားလုံးတွေထည့်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ခင်ဗျာအားလုံးအစီအစဉ်ဖြစ်ပြီဆိုလို့ရှိရင်တော့ပွဲပြင်ပြီးတော့စားလို့ရပါပြီခင်ဗျာကဲကျွန်တော်တော့စားလိုက်ပါဦးမယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ